ကဲဒီနေ့တော့မီးလာတယ်ဗျာကိုနေ့ကအိုးပုံမဲ့လုံးမှာကိုပြီးပြတ်သွားလို့ဒီနေ့မှဖုန်းမစားလို့တော့မယ်ဗျာမလုပ်လို့လည်းမရတော့ဘူးသမီးလေးအော်ရိုရာကပစံလေးတမြင်မြင်နဲ့ဖြစ်နေပြီဗျာဒီနေ့ပြစ်ဆက်စာချက်ဖို့အရင်ဆုံးစကြည့်ရမှာဆိုတော့သမီးလေးတော့မသိဘူးကိုတော့စိတ်လှုပ်ရှားနေမိတယ်ဒီနေ့မှစကြည့်မှာဆိုတော့ဘာမှထွတ်ထွတ်ထူးထူးတော့မလုပ်တော့ဘူးကျန်လေးကိုပြုတ်ပြီးအရင်ကြည့်ကြည့်ရမယ်ဒီတကယ်စားနိုင်ပြီလားညှို့ချလို့ကအဆင်ပြေရဲ့လားဆိုတာကိုစောင့်ကြည့်ရမယ်လေကျန်လေးကိုတော့များအားပြည့်ဆန်ရွေးထားတယ်ဗျာသမီးလေးက6လတိနို့လည်းကောင်းကောင်းဆိုးထားတယ်တင်တော်တဲ့ဖွံ့ဖြိုးမှုလေးတွေလည်းရှိတယ်ဆိုတော့တန်လေးအရင်ကြွေးကြည့်မယ်တန်လေးကိုအသိသိထည့်မယ်ပြီးရင်ရေလေးနဲ့တစ်ထပ်လောက်ဆင်းမယ်ဒီစီစားတဲ့ဆန်ကိုအိုးနဲ့ထည့်မယ်နူးနူးပြော့ပြော့လေးလိုချင်တာဆိုတော့ရေလေးကိုနည်းနည်းလေးပို့ထည့်လိုက်မယ်ဒီအဖုံးလေးကိုဖုံးအပူချင်းကိုအနှိမ့်လေးမှာထားပြီးပြုတ်လိုက်မယ်ဒီရောမီးရောလာရဲ့လားသူ့လည်းလန့်ရသေးတယ်အရေးကြောင်းဆိုပြက်နေမှာဆိုလို့โอเคမီးလာတယ်ဒီခဏဆောင်မယ်အိုးဝေးကြလာရင်တော့ဒီဆီလီကွန်ရောင်းမှလေးနဲ့ပွေပေးပေါ့ဗျာဒီနေရာမှာကျွန်တော်တို့စားနေကြဆန်ကိုမရွေးပဲတန်တက်အဖြစ်တင်လာတဲ့အာဘီဆန်ကိုဘာကြောင့်ရွေးရတယ်လဲဆိုတော့ပထမချက်ကကလေးတွေကမွေးပြီးပထမ6လအတွင်းမှာဒီကေဝုံမှာရတဲ့တန်တက်ကိုပဲအသုံးပြုတယ်6လလောက်ဆိုရင်တော့မွေးဖွားချိန်ကတွန်းလောင်ထားတဲ့တန်တက်ညွတ်နေလာလို့တန်တက်ပါတဲ့အာဘီဆန်လေးကိုသုံးတင်တယ်ဒုတိယတစ်ချက်ကကလေးရဲ့တီးထွားနှုန်းမြန်လာပြီး6လရွယ်မှာကိုလေးချင်း3000နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုညံစတဲ့အတွက်တန်တက်ပို့လိုအပ်လာပါတယ်တတိယတစ်ချက်ကဘီကင်တို့တမျိုးတဲ့နဲ့မလုံလောက်တော့လို့ပါဘီကင်တို့မှာတန်တက်ဆုံးနိုင်မှုကောက်လို့လည်းပမာဏနေပါပါတယ်တန်တက်ချွတ်တဲ့ရင်ကလေးတွေ့ရနိုင်တဲ့တီးတာဖွံ့ဖြိုးမှုနှေးကွေးနိုင်တဲ့ဘုံနောက်ဖွံ့ဖြိုးမှုတင်ယူနိုင်စွမ်းတွေလည်းထိခိုက်နိုင်တယ်ဒါကြောင့်6လကစပြီးတန်တက်ပါဝင်တဲ့ဖြစ်ဆက်စာကိုစတင်ကြည့်ဖို့အရေးကြီးပါတယ်ဒါကြောင့်ခုလိုတန်တက်ဖြစ်တင်လာတဲ့အာဘစ်ဆန်ကိုရွေးချယ်ရတာပါစကားတွေကောင်းနေတဲ့တော့ဦးတော်ပြေးကြကုန်ပြီဒီလိုလေးဖုန်းလေးဖွင့်ပြီးတော့ညမလေးနဲ့မှုပြီးနော်ဘလိုချင်းတဲ့လူညံ့တဲ့အနေထားရောက်ရင်တော့ရပြီနော်အမင်းကြီးတွေအလူလူပြပြလေးဖြစ်ပြီးဆိုလို့ရှိရင်ကိုကျွေးကျင်တဲ့ပမာဏလောက်မှန်းပြီးတိတ်ချွေခွက်တဲ့ပြောင်းထည့်ပြပါပြီးရင်ကြီးစက်တယ်မှာဒီလိုလေး5ချက်လောက်ဖြည့်ပြီးတော့တိတ်ချွေပေးရပါမယ်အမင်းကြီးတွေကအရေးကြီးလုံးဝကျဉ်းကျပ်သွားပြီဆိုလို့ရှိရင်အပြည့်ကျဲလေးတစ်ချက်ကြည့်ကြည့်ပါအမင်းကြီးကအခုမှစကြည့်မှာဆိုတော့အရင်ပြပြကြီးတော့မတွေ့သေးဘူးအခုလိုကြဲကြဲလေးပဲအားကြည့်ကြည့်မယ်လေအပြည့်ကျဲလေးတွေလည်းအဆင်ပြေပြီဆိုတော့အမင်းလေးတွေကိုပြည့်စက်တဲ့ကတည်ပြီးတော့ဆန်သေးကွက်လေးပဲထည့်ပြီးတော့ပဲယူလိုက်တော့မယ်ဗျာတန်တဲ့ဖြစ်လွန်းလာတဲ့ဆန် Iron 45 rice ကိုပြင်ဆင်ချက်ပြုတ်တဲ့အခါမှာအာဟာရဓာတ်မယောနဲစေဖို့ဒီချက်တွေကိုတတိထားတင်ပါတယ်တန်ကိုအချိန်များများမစေးပါနဲ့ Iron 45 rice တွေမှာတန်တဲ့အလွှာပါရှိတာကြောင့်အလွန်ကျွံစေးရင်အာဟာရဓာတ်ယောနဲစေနိုင်ပါတယ်အသက်အရွယ်နဲ့ကိုက်ညီတဲ့နူးနူးညံ့ညံ့အနေထားကိုဖြစ်အောင်ချက်ပေးပါ6လအရွယ်အတွက်တော့ပျော့ပြောင်းပြီးမျိုးချလွယ်အောင်ပြင်ဆင်ပေးတင်ပါတယ်ဗီတာမင်စီပါဝင်တဲ့အစားအစာတွေနဲ့တွဲကြည့်လို့ရှိရင်တန်တက်ဆုပ်ယူမှုအားပိုကောင်းပါတယ်တက်ပီးသားကိုအချိန်ကြာကြာမထားဘဲဒီလက်ဆက်ဆက်ကျွေးတာပိုကောင်းပါတယ်ဒါကြောင့်ကြံနေတဲ့ဆန်ပြုတ်လေးကိုညနေအတွက်မကျွေးတော့ပဲဖေးဖေးပဲငါးချောက်ဖုတ်လေးနဲ့စားလိုက်တော့မယ်ဗျာမနေ့ကငါးချောက်ဖုတ်ကကုန်သွားပြီလားဟောဒီပါကွာမမီစားလိုက်တယ်တဲ့โอเคပါတယ်လေသမီးလေးကြံတဲ့ဆန်ပြုတ်လေးကိုစားလေးဖြည်းဖြည်းစားလိုက်ရမှာပေါ့သမီးလေးအဆင်ပြေတယ်ဆိုနောက်ရက်ကျရင်အတီးရွက်သားငါးလေးနည်းနည်းထည့်ပြီးကျွေးရမယ်အဲ့ဒါကိုနောက်တစ်ပိုင်းမှာဆက်လက်ဆောင်မြော်ပြီးနော်ကျွန်တော်ရဲ့ Daddy Diary မြန်မာ channel လေးကိုပြပြမေမေတို့ကြည့်ရတာအကျိုးရှိတယ်ဆိုလို့ရှိရင်like follow လေးလုပ်ပေးပါဦးဗျပြင်ရတာအားရှိတာပေါ့ဗျာဒီနေ့တော့ဒီလောက်ပဲနော် bye bye